မြန်မာနိုင်ငံဟာတဘာဝရောဘာထုတ်လုပ်မှုအများဆုံးကမ္ဘာ10နိုင်ငံတွေကတစ်ခုအပါအဝင်ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာထောင်သောင်းများစွာသောအိမ်ထောင်စုတွေရဲ့အဓိကဝင်ငွေကိုတဘာဝရောဘာစိုက်ပျိုးရေးနဲ့ထုတ်လုပ်ရေးကနေရရှိပါတယ်။တဘာဝရောဘာဟာတခြားစက်မှုလုပ်ငန်းနဲ့ကုန်စည်တော်တော်များများအတွက်မရှိမဖြစ်လိုအပ်တဲ့ကုန်ကျန်းတစ်ခုဖြစ်တာကြောင့်ကမ္ဘာတဝန်းကစိုက်ပျိုးရေးတန်ဖိုးကွင်းဆက်တွေလိုပဲမြန်မာတဘာဝရောဘာကဏ္ဍမှာလည်းအပင်စိုက်ပျိုးခြင်းကုန်ထုတ်လုပ်ခြင်းနဲ့ဈေးကွက်ချဲ့ထွင်ခြင်းအဆင့်တိုင်းမှာအမျိုးသမီးတွေရောအမျိုးသားတွေပါပါဝင်လုပ်ကိုင်လျက်ရှိပါတယ်။မြမတဘာဝရောဘာထုတ်လုပ်ရေးနဲ့ဈေးကွက်ချဲ့ထွင်ရေးမှာ60%သောလုပ်သားအင်အားကအမျိုးသမီးတွေစီကနေလာတယ်လို့ခန့်မှန်းကြပါတယ်။ကုန်ထုတ်စွမ်းအားကဏ္ဍမှာလည်းအမျိုးသမီးတွေရဲ့ပါဝင်လှုပ်ဆောင်မှုကိုတိတိတတ်တာတွေ့မြင်နိုင်ပါတယ်။ဒါပေမဲ့ရောဘာလုပ်ငန်းတွေမှာအမျိုးသမီးတွေရဲ့လုပ်အားစွမ်းဆောင်ရည်အခန်းကဏ္ဍအရေးပါမှုကိုရှော့တွက်လေးရှိကြပါတယ်။ဒါကြောင့်စီးပွားရေးဈေးကွက်မြင့်တက်လာနိုင်မှုရေရှည်တည်တံ့မှုနဲ့အမြတ်ရရှိနိုင်မှုအလားအလာတွေကအမျိုးသမီးတွေရဲ့လုပ်အားနဲ့လည်းဆက်ဆိုင်နေတာကိုရောဘာလုပ်ငန်းတွေကသတိမပြုမိတယ်လို့ဖြစ်နေကြပါတယ်။ဒီလိုဖြစ်ရခြင်းနောက်ွယ်ကအကြောင်းရင်းတွေနဲ့အမျိုးသမီးတွေအမြင်ပူကျဲလာပြီးအရင်းမြစ်တွေအထောက်ပံ့တွေကိုလက်လန်းမိနိုင်တဲ့အခါမိသားစုတွေစီးပွားရေးလုပ်ငန်းတွေနဲ့စိုက်ပျိုးရေးတန်ဖိုးကွင်းဆက်တွေရဲ့ရနိုင်တဲ့အကျိုးအမြတ်တွေကိုဒီဗီဒီယိုထဲမှာဆက်လက်ရှုစားကြည့်ရှုနိုင်ပါတယ်။ကမ္ဘာအနှံ့ပြားကစိုက်ပျိုးရေးတန်ဖိုးကွင်းဆက်တွေမှာအမျိုးသမီးတွေဟာအရေးပါတဲ့တာဝန်တွေကိုထမ်းဆောင်နေချိန်ရောဘာတန်ဖိုးကွင်းဆက်မှာတော့သူတို့ရဲ့လှုပ်ဆောင်နိုင်စွမ်းတွေကိုအပြည့်အဝအသုံးချဖို့အတွက်အများနဲ့မတူတဲ့စိန်ခေါ်မှုတွေကိုကြုံတွေ့နေရဆဲဖြစ်ပါတယ်။ဒါဟာကုန်ထုတ်စွမ်းအားကိုထိခိုက်စေပြီးနောက်ပိုင်းဝင်ငွေတိုးတက်မှုကိုပါထိခိုက်စေပါတယ်။ကမ္ဘာတလွှားကမိသားစုတွေနဲ့လူ့အဖွဲ့အစည်းအတွင်းမှာအမျိုးသမီးတွေရဲ့အခန်းကဏ္ဍအပေါ်သဘောထားအမြင်တွေကသူတို့ရဲ့စီးပွားရေးနဲ့ပတ်သက်တဲ့အကျိုးပြုနိုင်စွမ်းကိုတက်ရောက်မှုရှိပါတယ်။နိုင်ငံတိုင်းရဲ့လုပ်သားအင်အားနဲ့တိုင်းပြည်စီးပွားရေးမှာအမျိုးသမီးတွေပါဝင်မှုကအရေးကြီးပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံအပါအဝင်နိုင်ငံတော်တော်များများကမိသားစုဘဝကျန်းမာဒုက္ခပြည့်စုံခြင်းနဲ့အိမ်မှုကိစ္စစီမံခြင်းကသာအမျိုးသမီးတွေရဲ့တာဝန်လို့ယူဆနေကြတော့မှာပဲ။အကျိုးဆက်အနေနဲ့ကတော့အမျိုးသမီးတွေအတွက်စီးပွားရေးရင်းမြစ်တွေအထောက်ပံ့တွေနဲ့အခွင့်အလမ်းတွေကိုရယူနိုင်ခွင့်တိတိတတ်တာလျော်နှဲစေပြီးလုပ်ဖော်ကိုင်ဘက်အမျိုးသားတွေနဲ့ရှင်ရင်သုံးဖြတ်ချက်ချတဲ့နေရာတွေမှာပါဝင်နိုင်ခွင့်ပိုနည်းပါပါတယ်။ဒါဟာပညာရေးအလုပ်ကိုင်ဝင်ငွေနဲ့ပတ်သက်လာရင်အမျိုးသမီးတွေနဲ့အမျိုးသားတွေကြားမှာကွာဟမှုကိုညွှန်ပြနေပါတယ်။ဒီကွာဟမှုကြောင့်အမျိုးသမီးတွေဟာလောက်ခလစာပိုနေတဲ့ကဏ္ဍတွေနဲ့အသက်မွေးဝမ်းကြောင်းနေရာတွေမှာသာပုံမလုပ်ကင်နေရတာကိုတွေ့နေရပါတယ်။ဒီပညာဆိုင်ရာနဲ့စီးပွားရေးဆိုင်ရာအတတ်ပညာတွေကိုအမျိုးသမီးတွေလေ့လာနိုင်မှုအလေးထားကြခြင်းရင်းနှီးမြှုပ်နှံကြခြင်းသိမရှိသေးပါဘူး။ဒါကြောင့်စီးပွားရေးမှာအမျိုးသမီးတွေတက်တက်ကြွကြွပါဝင်လှုပ်ရှားမှုကအားနည်းနေတော့မှာပဲ။ဆိုလိုတာကစီးပွားရေးတန်ဖိုးကွင်းဆက်အများစုမှာဒီအမျိုးသမီးလုပ်သား90%အထက်ကိုအသုံးမချသေးသည့်ကုန်ထုတ်လုပ်မှုစွမ်းရည်နဲ့စီးပွားရေးအလားအလာတွေကိုယာနှုံးပြည့်ပြည့်မီဖို့မလွယ်ကူလှပါဘူး။ဒါကအမျိုးသမီးတွေကိုထိခိုက်စေတာမဟုတ်ပဲမိသားစုတွေရက်ရွာအဖွဲ့အစည်းတွေကျေးလက်ဒေသစီးပွားရေးတွေနဲ့တန်ဖိုးကွင်းဆက်တွေအားလုံးကိုပါထိခိုက်စေပါတယ်။အမျိုးသမီးတွေကိုကျွမ်းကျင်မှုအသိပညာအရင်းအမြစ်နဲ့အထောက်ပံ့တွေပေးကစွမ်းဆောင်ရည်မြင့်တင်ခြင်းကလူမှုရေးနဲ့စီးပွားရေးဆိုင်ရာအကျိုးကျေးဇူးတွေဖြစ်ထွန်းစေနိုင်ပါတယ်။ဒါအပြင်သူတို့ရဲ့မိသားစုတွေနဲ့စီးပွားရေးအတွက်လည်းအကျိုးအမြတ်တွေရစေနိုင်ပါတယ်။သူတေသနာပြုချက်တွေအရစွမ်းဆောင်ရည်မြင့်တင်ရေးအခွင့်အလမ်းတွေမှာကြားမှကွာဟမှုကိုချုံလိုက်နိုင်တာကဖွံ့ဖြိုးလာတဲ့စီးပွားရေးနဲ့ပြည်တွင်းအသက်တင်ထုတ်ကုန်တန်ဖိုးကို1.5%အထိ၎င်းလူတဦးစီရဲ့ဖြန်းမြဝင်ငွေကို14%အထိ၎င်းတိုးလာစေနိုင်ပါတယ်။ဒီတိုးတက်မှုဟာမိသားစုတွေစီးပွားရေးလုပ်ငန်းတွေတန်ဖိုးကွင်းဆက်တွေနဲ့တိုင်းပြည်စီးပွားရေးတစ်ခုလုံးအတွက်ရလဒ်ကောင်းကိုယူဆောင်လာပေးနိုင်ပါတယ်။ပုံမသိရှိလိုပါသလား။မြမတဘာဝရောဘာကဏ္ဍအကြောင်းအသေးစိတ်ကိုအပိုင်းနှစ်မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်။